မင်္ဂလာပါဒီဗီဒီယိုကတော့ direct selection 2အသုံးပြုတဲ့သင်ခန်းစာပဲဖြစ်ပါတယ် direct selection 2ကဘယ်နေရာမှာသုံးလဲဆိုတော့အန်ကယ်ပွဲတွေကိုထိချိုးတဲ့နေရာမှာ direct selection 2ကိုအသုံးပြုပါတယ်ဥပမာဒီ radical ရှေ့ကိုတစ်ချက်စစ်ကြည့်လိုက်မယ်သူရဲ့အန်ကယ်ပွဲကဘယ်နေရာမှာရှိလဲဆိုတာသိချင်လို့ရှိရင်တော့ direct selection 2နဲ့စစ်ပေးလို့ရမှာပဲဖြစ်ပါတယ်ပထမဦးဆုံး direct selection 2ကိုတစ်ချက်ယူလိုက်မယ်ပြီးလို့ရှိရင်တော့သူ့ကို selection အကုန်လုံးပေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့တွေ့ရမှာကတော့ဒီ dot လေးမှာတွန်းထောက်လို့ရှိရင်အန်ချုံအန်ကယ်ပွဲကိုတွေ့ရမယ်ပြီးလို့ရှိရင်တော့ဒီစတုတ်ကိုထောက်မယ်ဆိုလို့ရှိရင်တော့ပတ်လန်ကြောင်းဆိုပြီးတော့သူ့ကိုဒီစတုတ်ရဲ့ရှေ့ကိုကြတော့ပတ်လန်ကြောင်းလို့ခေါ်တယ်ဒီနားမှာအန်ချုံအန်ကယ်ပွဲရှိတယ်ဒီနားမှာအန်ကယ်ပွဲရှိတယ်ဒီအန်ကယ်ပွဲရဲ့အောက်ကအဝဲလေးကိုကြတော့သူ့ကိုကော်နာပွဲလို့ခေါ်တယ်ကော်နာပွဲကဘာလို့တာလဲဆိုတော့တောက်တွေကိုကွေးချတဲ့အခါဒီကော်နာပွဲကိုလာပြီးထိချုပ်ပေးလို့ရမှာပဲဖြစ်ပါတယ်ဒီအလယ်ရဲ့ပွဲကိုကြတော့စန်တာပွဲလို့ခေါ်တယ်ဆိုတော့ပထမဦးဆုံးသူ့ကိုရွှေ့မယ်သူ့ကိုရွှေ့မယ်ဆိုလို့ရှိရင် selection 2ကိုယူမယ်ပြီးလို့ရှိရင်ဒီ radical ရှေ့ကိုရွှေ့မယ်ရှေ့ကိုရွှေ့မယ်ဆိုလို့ရှိရင်သူကကိုကြက်တဲ့နေရာကိုဖိပြီးတော့ရွှေ့လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့သူ့မှာ fade color မပါလို့ပဲဖြစ်တယ်။ဒီလိုမျိုး fade color မပါတဲ့ရှစ်တွေကိုရွှေ့မယ်ဆိုလို့ရှိရင်တော့ဒီပတ်လမ်းကြောင်းကိုကင်ပြီးတော့ရွှေ့ပေးလို့ရတယ်လို့အလဲစန္ဒပွဲကိုဖိပြီးတော့ရွှေ့ပေးလို့ရမှာပဲဖြစ်ပါတယ်။ပြီးတော့ရှိရင်တော့ direct selection 2ကိုပြန်ယူမယ်။ direct selection 2ရဲ့အားသာချက်ကတော့သူကကိုထိချုပ်ချင်တဲ့ပွဲကို selection ပေးပြီးတော့ထိချုပ်လို့ရတာပဲဖြစ်ပါတယ်ဒီပွဲကိုထိချုပ်မယ်ဆိုလို့ရှိရင်တော့ဒီပွဲတစ်ခုကိုပဲ selection ပေးလိုက်မယ်ဒါဆိုရင်သူကအပြာရောဖြစ်သွားပြီ selection ဝေတဲ့သဘောပေါ့ဒီဘက်ဘေးတွေမှာကျတော့အဖြူရောဖြစ်နေတယ်ဒါ selection လုပ်နေတယ်အခုလိုမျိုး selection ဝေနေတဲ့ချိန်မှာသူ့ရဲ့အန်ကယ်ပွဲကိုဖိပြီးတော့သူ့ကိုဆွဲပေးလိုက်မယ်ပြီးလို့ရှိရင်တော့ဒီပွဲကို selection ပေးမယ်သူ့ကိုဘာကြောင့် selection ပေးတာလဲဆိုတော့ဒီအတိုင်းချုံချမှာဖြစ်တဲ့အတွက်သူ့ကို selection ပေးရတာဖြစ်ပါတယ် selection ပေးပြီးတာနဲ့သူ့ရဲ့အကပွဲကိုဖိပြီးတော့ဒီတိုင်းချုံချလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့အဆင်ပြေသွားပါပြီ okay ဒါဆိုလို့ရှိရင်တော့အဆင်ပြေသွားပါပြီနောက်ထပ်ဥပမာတစ်ခုဆက်တော့မယ်ဒီဥပမာကတော့ဒီရှစ်ကိုဒီစက်ဝဲပုံစံလိုမျိုးဖြစ်အောင်ပြုလုပ်မှာပဲဖြစ်ပါတယ် selection 2ကိုပြန်ယူမယ်ပြီးလို့ရှိတော့သူက fade color ရှိတာဖြစ်တဲ့အတွက်ကျတဲ့နေရာကိုကင်ပြီးတော့ရွှေ့ပေးလို့ရမှာပဲဖြစ်ပါတယ်အလဲစန္ဒာတက်တက်ကိုလာပြီးထားပေးလိုက်မယ်ပြီးလို့ရှိတော့ direct selection 2ကိုယူမယ်သူ့ကိုလိုင်းရဖောက်ဖို့အတွက် selection ပေးလိုက်မယ်အခုလိုမျိုးလိုင်းရပေါ်လာပြီဆိုလို့ရှိရင်တော့ပထမဦးဆုံးအပေါက်စိုးရဲ့အကယ်ပွဲကို selection ပေးလိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့လိုင်းရကိုဖိပြီးတော့တက်တက်လေးထားပေးလိုက်မယ်ဒီဘက်ဘေးကပွဲကို selection ပေးမယ်သူ့လက်ရကိုလည်းတက်တက်လေးထားပေးလိုက်မယ်ဒီစက်ဝဲနဲ့မညီတာဖြစ်တဲ့အတွက်သူ့ရဲ့လက်ရကိုနည်းနည်းညှိပြီးတော့ဆွဲထုတ်ပေးလိုက်မယ် okay ပြီးလို့ရှိရင်တော့ဒီဘက်တော့ကိုလာမယ်သူ့ကိုလည်းဒီတိုင်းတက်တက်လေးဆွဲဆန့်ပေးလိုက်မယ်သူ့ရဲ့လက်ရကိုလည်းတက်တက်လေးထားပေးလိုက်မယ်ပြီးလို့ရှိတော့သူ့ရဲ့လက်ရကိုနည်းနည်းဆွဲဆန့်လိုက်မယ်ဒီဘက်တော့ကိုပြန်သွားမယ်
သူ့ရဲ့လက်ရံကိုတက်တက်လေးထားပေးလိုက်မယ်ဒီဘက်တော့ကိုလည်းလက်ရံတက်တက်ထားပေးလိုက်မယ်ပြီးလို့ရှိတော့လက်ရံကိုနည်းနည်းဆွဲထုတ်ပေးလိုက်မယ်ဒီဘက်လက်ရံကိုလည်းနည်းနည်းဆွဲထုတ်ပေးလိုက်မယ်ဒီဘက်ချောင်းကို selection ပြပေးမယ်သူ့ရဲ့လက်ရံကိုတက်တက်ထားပေးလိုက်မယ် sorry control Z နဲ့တော့ပြန်ဆုံးမယ် selection ပြပေးမယ်ဒီကောင်ရဲ့လက်ရံကိုလည်းတက်တက်လေးထားပေးလိုက်မယ်ပြီးလို့ရှိတော့သူ့ရဲ့လက်ရံကိုနည်းနည်းဆွဲထုတ်ပေးလိုက်မယ်သူ့ကိုလည်းနည်းနည်းဆွဲထုတ်ပေးလိုက်မယ်ဒီနေရာမှာကျတော့ကိုစိတ်ရှိသလိုစံဝဲပုံစံဖြစ်အောင်ပြုလုပ်ပေးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီတိုင်းပဲထားပေးလိုက်မယ်နောက်ထပ်ဥပမာတစ်ခုထပ်သွားမယ်ဒီတော့ကျတော့ polygonal shape ကိုဒီအတိုင်းပြုလုပ်ပြသွားမှာပဲဖြစ်ပါတယ် polygonal shape ကိုရွှေ့ဖို့အတွက် selection tool ကိုယူမယ်ပြီးလို့ရှိတော့ polygonal shape ကိုဒီမှာလာပြီးဆွဲချလိုက်မယ် direct selection tool ကိုပြန်ယူမယ်သူ့ကို selection ပေးမယ်ဒီတစ်ခါကျတော့ကျွန်တော်တို့တစ်ခါတည်း၄ပွဲပေးလိုက်မယ်သူ့ကို၄ပွဲပေးမယ်ဆိုလို့ရှိရင်ဒီဘက်မှာ selection ပေးမယ်ဒါဆိုရင်သူ့အပေါ်မှာ selection ဝင်နေတယ်ဒီအောက်ကနောက်ပွဲကိုလည်း selection ပေးကြည့်တယ် selection ပြောင်းဝင်တယ်အပေါ် selection ပြုတ်သွားတယ်ဒါကဘယ်လိုလုပ်ရမလဲဆိုတော့ပထမဦးဆုံးအပေါ်ကနောက်ပွဲကို selection ပေးမယ်ပြီးလို့ရှိရင်တော့ keyboard ပေါ်က shift ကိုဖိပြီးတော့ selection ပေးမယ်ဆိုလို့ရှိရင်တော့ဒီအပေါ်ရဲ့ point တစ်ခုကလည်း selection ဝင်နေတယ်အောက်က point တစ်ခုလည်း selection ဝင်နေတယ်ခုလိုမျိုး selection ဝင်နေတဲ့ခြေဆိုလို့ရှိရင် counter point ကိုထိချုံမှာဖြစ်တဲ့အတွက်ဒီ counter point ကိုဖိမယ်တစ် point တည်းဖိပြီးတော့ဆွဲချုံမယ်ဆိုလို့ရှိရင်တော့ဒီပုံတိုင်းရမှာပဲဖြစ်ပါတယ် okay လုပ်တဲ့နေရာမှာကာစာတစ်ချက်ချမယ် move to ယူမယ်ပြီးလို့ရှိရင်တော့ဒီပုံမှာဆွဲချပေးလိုက်မယ်ပြီးလို့ရှိရင်တော့နောက်တစ်ခုဆက်သွားလိုက်မယ်ဒီတစ်ခုကျတော့သူ့ကို infographic လို့ခေါ်တယ်ဒီ infographic ကဘယ်နေရာမှာသုံးလဲဆိုတော့ title တွေရဲ့ background တွေအလပ်ထားချင်တဲ့အခါဒီ infographic ကိုဖန်တီးပြီးတော့အလပ်ထားပေးလို့ရမှာပဲဖြစ်ပါတယ်ဒီ infographic ကပုံမှန်အဖြစ်သူ့ကိုအတူအရှိတွေထားလေးရှိတယ်ဒီလိုမျိုးတညီတညာထားတာမရှိပါဘူးသူ့ကိုအတူအခြေထိချိုးကြည့်တယ်ဆိုလို့ရှိရင်တော့သူ့ကို selection tool နဲ့ထိချိုးခွင့်မရှိပါဘူးဘာကြောင့်လဲဆိုတော့ selection tool နဲ့ထိချိုးတဲ့အခါဒီထိရဲ့အချိုတွေကပူရလို့ရှည်တာလို့ဖြစ်တတ်တယ်ဆိုတော့သူ့ရဲ့ပုံစံကိုလည်းမပြတ်ချင်ဘူးသူ့ကိုလည်းထိချိုးချင်တယ်ဆိုလို့ရှိရင်တော့ direct selection tool ကိုယူမယ်ပြီးလို့ရှိတော့ကိုထိချိုးချင်တဲ့ရှေ့ကိုကလေးတစ်ချက်ထောက်မယ် right ကလေးထောက်မယ် okay right ကလေးမထောက်ခင်သူကဒီ point ကို selection ပေးမယ်ဆိုလို့ရှိရင်အပေါ်က point ကိုလည်းထိနေတယ်အဲ့လိုမျိုးမထိအောင်သူတစ်ခုကိုပဲထိချုံမယ်ဆိုလို့ရှိတော့ unsolid ခေါက်ပေးရမယ် unsolid ခေါက်မယ်ဆိုလို့ရှိရင် right ကလေးထောက်မယ်ဒီနောက်မှာ unsolid slide bar ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒါဆိုရင်တော့သူတစ်ခုထဲကိုပဲလှုပ်လှုပ်လတ်လတ်ထိချုံလို့ရသွားမှာပဲဖြစ်ပါတယ်ဆိုလို့ရှိရင်တော့သူ့ကို selection ပေးမယ်ပြီးလို့ရှိရင်အကပွဲကိုဖိပြီးတော့သူ့ကိုကိုချက်တယ်လို့ဆွဲစားပေးလိုက်မယ်unsolid ကိုပြန်ဖြုတ်မယ်ဆိုလို့ရှိရင်ဒီအပေါ်ကပေါင်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်နောက်တစ်ခုထိချုံမယ်ဆိုလို့ရှိရင် selection ပေးမယ် right click ထောက်မယ် unsolid select bar ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ selection ပေးမယ်သူ့ကိုခန့်တူလေးထားပေးလိုက်မယ်okay unsolid ကိုဖြုတ်ပေးလိုက်မယ်okay ဒါဆိုလို့ရှိရင်တော့ direct selection tool ကိုသုံးပြီး
အန်ကယ်ပွဲတွေကိုကိုယ်စိတ်ကြိုက်ထိချို့လို့ရသွားပြီလို့ကျွန်တော်ထင်ပါတယ်